ကွေးဘက်က၏လျှို့ဝှက်စမ်းကြဲသောဝိုင်းဝန်းနေသည့်ရေကန်ကနေဒါနိုင်ငံကွေးဘက်၏ဝေးလံသောတောရိုင်းတွင်ပုံကျမ်းများနှင့်လုံးဝမကိုက်ညီသောသဘာဝအံ့ဖွယ်တစ်ခုရှိပါသည်။ယင်းသည် Penguillude Crater Lake ဖြစ်ပြီးဆယ်စုနှစ်များစွာကြာအောင်သိပ္ပံပညာရှင်များကိုအံ့အားသင့်စေပြီးစွန့်စားသူများကိုဆွဲမက်စေခဲ့သောဝိုင်းဝန်းနေသည့်ရေကန်တစ်ခုဖြစ်ပါသည်။လွန်ခဲ့သောနှစ်ပေါင်း4 သန်းကျော်ကဖြစ်ပေါ်ခဲ့သောဤရေကန်သည်ကမ္ဘာမြေကိုမယုံနိုင်လောက်အောင်အားပြင်းသောဥက္ကာခဲတိုက်မိမှုကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ဤတိုက်မိမှုကြောင့်သဘာဝ၏ကိုယ်ပိုင်ကျဲတာရှည်ဖြင့်ရေးဆွဲထားသည့်အလားတိကျသောခြံဝန်းတစ်ခုဖြစ်ပေါ်လာခဲ့ပါသည်။ Angava Peninsula တွင်တည်ရှိသော Penguillude Crater Lake သည်အချင်း44 ကီလိုမီတာရှိပြီးအနက်269 မီတာရှိသောကြောင့်မြောက်အမေရိကတွင်အချိုင်ဆုံးရေကန်များထဲမှတစ်ခုဖြစ်ပါသည်။ဤရေကန်၏ထူးခြားချက်မှာယင်း၏တန်ရှင်းမှုဖြစ်ပါသည်။အခြားသောရေကန်များနှင့်မတူဘဲPenguilludeတွင်မြည်သည့်မြစ်များဝင်ထွက်မှုများမရှိပါ။နှင်း၏ရေသည်မိုးရေနှင့်နှင်းများမှလုံးဝရရှိပြီးကမ္ဘာပေါ်တွင်အကြည်လင်ဆုံးနှင့်တန်ရှင်းဆုံးရေကန်များထဲမှတစ်ခုဖြစ်ပါသည်။စားငံနှုန်း3 ဖူးသာရှိသောကြောင့်နှင်းသည်တန့်စင်ထားသောရေနှင့်နီးပါးတူညီပါသည်။သိပ္ပံပညာရှင်များသည်ဤရေကန်၏တန်ရှင်းသောအခြေအနေများကိုစိတ်ဝင်စားစွာလေ့လာခဲ့ကြပါသည်။ရေသည်အလွန်ကြည်လင်သောကြောင့်နေရောင်ခြည်သည်အနက်ထိထိုးဖောက်ဝင်ရောက်နိုင်ပြီးနှင်း၏မျက်နှာပြင်အောက်တွင်ထူးခြားသောဂေဟစနစ်တစ်ခုဖြစ်ပေါ်စေပါသည်။ရေကန်၏ဝိုင်းဝန်းနေသောပုံသဏ္ဍာန်သည်ယင်းကိုဖန်တီးခဲ့သောမယုံနိုင်လောက်အောင်အားပြင်းသောသဘာဝအင်အားများ၏သက်သေတစ်ခုဖြစ်ပါသည်။ယင်းသည်ကမ္ဘာမြေ၏သမိုင်းကြောင်းနှင့်ယင်း၏ဝေးလံသောနေရာများတွင်လျှို့ဝှက်ထားဆဲဖြစ်သောလျှို့ဝှက်စမ်းကြယ်မှုများကိုသတိပေးနေပါသည်